အခုအမှုပညာတွေကိုဖမ်းပြီးတော့တရားစွဲတဲ့ဥပဒေကပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်တဲ့ဥပဒေလို့ဆိုပါတယ်အဲ့ဒီဥပဒေကိုအခုရွေးကောက်ပွဲလုပ်တော့မယ်ဆိုတော့မှပြဋ္ဌာန်းလိုက်တာပါဘယ်လွတ်တော်ကမှပြဋ္ဌာန်းတာမဟုတ်ပါဘူးလွတ်တော်မရှိအောင်လွတ်တော်ကိုယ်စားလှယ်တွေကိုထောင်ထဲထက်တော်ရဲပို့ထားတဲ့အချိန်မှာဒီဥပဒေကိုပြဋ္ဌာန်းလိုက်တာပါဘယ်သူပြဋ္ဌာန်းတယ်လဲလို့မမေးပါနဲ့စစ်အုပ်စုကိုယ်တိုင်ပြဋ္ဌာန်းပါတယ်စစ်အုပ်စုရဲ့ရင်တွင်းဖြစ်ပါပဲသူတို့ခင်မှာဥပဒေဆိုတာဘာလဲလို့မေးလို့ရှိရင်ငါတို့ရေးတာဥပဒေပဲကွာလို့ဖြေပါလိမ့်မယ်ဥပဒေကိုဘလို့သုံးတယ်လဲဆိုလို့ရှိရင်ဓာတ်ဖြစ်သုံးပြီးတော့ခုတ်တာထစ်တာပါပါလှိတာတွေကိုလုပ်တယ်လို့ဖြေပါလိမ့်မယ်ဥပဒေအစ်စ်ဆိုတာတရားဖြစ်ပါတယ်ဥပဒေအညစ်ကတော့ဓာတ်ပါအခုခင်ဗျားတို့ကျွန်တော်တို့မြင်နေရတဲ့ဓာတ်ကတော့ဓာတ်တောင်မှအစိတ်လူးထားတဲ့ဓာတ်ပါအဲ့ဒီအစိတ်လူးထားတဲ့ဓာတ်အကြောင်းကိုနည်းနည်းဆက်ပြီးတော့ပြောပါမယ်လှုပ်တာမလုံးနဲ့လှုပ်တာနဲ့ဖမ်းမယ်ဆိုတဲ့ဥပဒေပါဥပဒေနာမည်ကပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်တဲ့ဥပဒေလို့ဆိုပါတယ်ဥပဒေလို့သူတို့ပြောလို့သာဥပဒေလိုက်ခေါ်လိုက်ရတာပါဥပဒေအင်္ဂါနဲ့ညီတာဘာမှမရှိပါဘူးသူတို့စိတ်ထဲမှာပေါ်လာတဲ့စော်ခြင်းနှက်ချင်တဲ့စန္ဒတွေကိုစာစီထားတာပါပဲရွေးကောက်ပွဲပြက်အောင်ဟောပြောလှုပ်ဆော်စန္ဒပြရေးသားလို့ရှိရင်ထောင်ဒဏ်3နှစ်ကနေ9နှစ်ထိချမယ်တဲ့ဗျသူတို့လုပ်တဲ့ရွေးကောက်ပွဲဟာအနိုင်ရထားတဲ့ NLD ကိုဖယ်ထုတ်ပြီးတော့အရှုံးသမားတွေနဲ့ကြီးပဲလုပ်တဲ့ရွေးကောက်ပွဲလို့ပြောမိလို့ရှိရင်အဲ့ဒီ3နှစ်ကနေ9နှစ်အတွင်းအကျုံးဝင်သွားနိုင်ပါတယ်တကယ်တော့ဒါကမှန်တာကိုပြောတာလေဒါပေမဲ့သူတို့ကတော့ထောင်ချမှာပါပဲမှန်တာပြောရင်ထောင်3နှစ်ဆိုတဲ့ဥပဒေပေါ့ဗျာအမှုသမားတယောက်ကရက်ကွက်တစ်ခုထဲမှာသွားပြီးတော့စိန်ခေါ်တဲ့ဗျအဲ့ဒီရက်ကွက်ထဲကဒီရက်ကွက်ထဲမှာဘယ်ကောင်မိုက်လဲကွမိုက်တဲ့ကောင်ထွက်ခဲ့တဲ့အေးငါမိုက်တယ်ကွဆိုပြီးတော့ဗလာကောင်းကောင်းဇကောင်းကောင်းလူတယောက်ထွက်လာတော့အမှုသမားကအေးမိုက်တဲ့ကောင်ထွက်လာလို့ရှိရင်ကြံတဲ့ကောင်နဲ့ငါနဲ့ချမယ်လို့ပြောပါတယ်ဗျာအခုလည်းအဲ့လိုပါပဲဗလာကောင်းကောင်းဇကောင်းကောင်းလူကိုဘေးဖယ်ပြီးတော့ကြံတဲ့ကောင်နဲ့ငါနဲ့ချမယ်လို့လောက်တာဟာအခုရွေးကောက်ပွဲရဲ့အနှစ်သာရကြီးပါပဲရွေးကောက်ပွဲကိုချိတ်ချောက်ဟန်တားရဲ့နာကျင်စေရင်အပြင်းထန်နာကျင်စေလို့ရှိရင်ထောင်ဒဏ်9နှစ်ကနေ10နှစ်ပါတယ်ကော်မရှင်ကလူတွေကိုချိတ်ချောက်လို့ရှိရင်နာကျင်စေလို့ရှိရင်အပြင်းထန်နာကျင်စေလို့ရှိရင်တော့ထောင်ဒဏ်10နှစ်ကနေပြီးတော့အနှစ်20လို့ရေးထားပါတယ်မဲပြားမဲပုံမဲယုံတွေကိုဖျက်ဆီးလို့ရှိရင်ထောင်ဒဏ်9နှစ်ကနေပြီးတော့10နှစ်ပါတယ်အဲ့ဒါမျိုးကိုပဲလူစုလူဝေးနဲ့လှုပ်လို့ရှိရင်တော့ထောင်ဒဏ်တစ်သက်အထိပေးနိုင်ပါသေးတယ်ဗျာအဲ့ဒီအထက်ကလောက်ရက်တွေကိုလှုပ်ရမှာလူတရားရောက်သေခဲ့လို့ရှိရင်လှုပ်တဲ့လူကိုသေဒဏ်ပေးမယ်လို့ဆိုပါတယ်ဟောလာပါပြီဗျာဟာသအမြောက်ဆုံးဥပဒေအပိုက်တစ်ခုဖတ်ကြဗျတိတ်တိတ်ချာချာဖတ်ဖူးတယ်ရှိအောင်ဖတ်ထားလိုက်ကြပါဥပဒေဆိုတဲ့ဟာတွေထဲမှာဒီလိုမထော်မနှမ်းမျိုးတွေကိုတွေ့ရဖို့ဆိုတာသိလွယ်တာမဟုတ်ပါဘူးဒီခေတ်မှာ